ဟုတ်လားဟုတ်တယ်ဘယ်တော့ဘာရတော့အကြီးကုန်လို့မအေးဟောရိုက်နေတယ်ဟိုဖျားလာဘူးဟာအခုကန်ထဲမှာအေးအောင်ပြလိုက်မယ်မသိဟိုဟာဟဲဟိုဘလူးခေါ်ပလဲဆိုငကားအကြီးကုန်လို့ဒီလားဒီဗီဒီယိုလေးကိုကျွန်တော်တို့တူတူကအစားဆုံးကြည့်စုကြရအောင်ခင်ဗျာဟုတ်လားဟုတ်တယ်ဘယ်တော့ဘာရတော့အကြီးကုန်လို့မအေးဟောရိုက်နေတယ်ဟိုဖျားလာဘူးဟာအခုကန်ထဲမှာအေးအောင်ပြလိုက်မယ်မသိဟိုဟာဟဲဟိုဘလူးခေါ်ပလဲဆိုငကားအကြီးကုန်လို့ဒီလားငကားဖျားလာဘူးတဲ့ပုံစံမျိုးတဲ့အမိုးတွေအမှောက်တွေတက်နေနော်မဟုတ်ဘူးတဲ့အမီးကြားတွေခတ်သွားတဲ့ဟာလေးပြပါစအေးတော့မှဟဲ့နေအေးအောင်ဒီမှာဟဲ့ငါတို့မို့ဆိုဖတ်မှပြတယ် live လို့ပြခိုင်းတယ်ဗီဒီယိုကောရပြီးတော့အေးအောင်ပြဆက်မလားဟဲ့ဗီဒီယိုကောနဲ့ဟိုအေးအောင်လည်းတကယ်တော်လေးနဲ့ဘာအောင်သွားတယ်နော်ဟုတ်ကိုဟဲ့တလားငါဒီဖျားကိုဘယ်မှာခါလာဘူးလို့လဲမခဏခိုင်းတဲ့ဆရာပြောတော့ငါသူ့ကိုလှောက်နေတယ်မှတ်လို့ဟိုမှာတစ်ခါမှမတွေ့လားဟိုမှာချီရတဲ့ပုံစံမျိုးတွေ့လားဟုတ်လားအေးအဲ့ဒါကိုပြရဲဆိုဟေးညတော့ဒီမှာဘုံဘုံလို့ပြောတာလဲငါတို့ကမယုံဘူးအခုငါကိုယ်တိုင်လာအိမ်မှာသမီးဦးတယ်တော့ပဲစားတန်းလာအေးအဟုတ်ဟဲ့ဘာမဖြစ်မျိုးပြလိုက်အင်းနဲ့လာကြည့်နေလားဆိုဒီအင်းနဲ့လာပြီးဟောလာပြီးနေအောင်ဟဲ့အေးအောင်ကတော့မတော့မလို့အေးအောင်လည်းဆယ်ငါဖေးကိုငါထည့်ပေးမယ်ဝတ်ပြတာတွေ့ရကံပတ်တော့ရိုက်ပြလိုက်မယ်လေဘာမှမရှိဘူးလို့အဲ့ဒီဘာမှမရှိဘူးဒီတော့အဲ့မှာဒီမှာငါးလေးတွေကွာငါးလေးတော့ငရံလေးတွေရဲ့ဟိုတစ်တိလေးတွေရဲ့အဲ့ဒါပဲရှိတာဟုတ်ပါအေးအဲ့ကြောင့်မို့လို့ပြောတာဒါဒါနဲ့ဟိုတော့လာတယ်ငါကတော့ရေမကြခင်တော့ပဲတိနော်သွားမှာပေါ့ဘာလို့ယူသေးတယ်လေးသားတွေဒီမှာကြဒီလေးမှာကြည့်လိုက်ဒီမှာတည်းဒါအထက်မှုတ်ပြနေရတယ်ဗျာတိအောင်လို့မသိဘူးနော်ဒီမကြည့်နေအဲ့တော့ကြည့်ဒီမှာတည်းတွေ့လားတွေ့လားဟဲ့အစားဆုံးလည်းပဲကြည့်စုပေးတဲ့ရောက်ရှိတာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့နိုင်ဖို့အတွက်လည်း channel လေး relax ခေါ်လုပ်ချင်းပြီးကူညီကြပါအားလုံးကျမ်းချမ်းသာကြပါစေအလောက်ကမဲ့အဆင်ပြေလည်းမိသားစုများစီပြီးပါစေလို့ကျွန်တော်ဒီညနေမျိုးမှာအားလုံးအတွက်ဆုတောင်းပေးပါတယ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ